ကဘာအနံသွားမယ်ပြောစရာအသစ်တွေအတူတူရှာဖွေ Go with say အတူသွားစို့ Go with say လောကကြီးကိုသိမ်းပြဖို့ Yeah သွားစို့မင်္ဂလာပါရှင်ဒီနေ့2026ခုနှစ်မတ်လရဲ့တာယာအေးမြရဲ့မနက်ခင်းမှာပြုံးလင်ဘူတာကိုရောက်နေပါတယ်ဒီနေ့ခရီးစဉ်ကတော့ရင်ခုန်စရာကောင်းတဲ့တမိုင်းဝင်ဂုတ်ထိတ်တရားကြီးရှိကိုရထားစီးပြီးလေးလာရေးသွားမှာပါပြုံးလင်ရမနက်ခင်းလေးအေးအေးလေးထဲမှာရထားအော်တန်ကြားရတာတကယ်ကိုခံစားချက်ကအမျိုးပဲနော်ခရီးမထွက်ခင်သိထားတဲ့ချက်လေးတွေရင်ပြောပြမယ်နော်ဒီခရီးစဉ်ကိုအပတ်စဉ်စနေတနင်္ဂနွေရုံပိတ်ရက်တွေမှာပုံမှန်ပြည့်စွက်ပေးလေ့ရှိပါတယ်။မနက်၈နာရီတိမှာပြုံးလင်ရလေးစထွက်ပါမယ်။ဂုတ်ထိပ်ပူတာကိုမွန်းလဲ7နာရီခွဲမှာရောက်မှာဖြစ်ပြီး12နာရီခွဲမှာဂုတ်ထိပ်ကနေပြန်လည်ထွက်ခွာပါမယ်။ညနေ4နာရီမှာပြုံးလင်ကိုပြန်ရောက်မဲ့တနေ့တာခရီးစဉ်လေးဖြစ်ပါတယ်။လက်မှတ်ခံနှုန်းသားတွေကတော့ရိုးတန်းကိုတဦးလည်းရင်တန်းခွဲတက်နဲ့အထက်တန်းကို3နှန်းကျပ်ကြတင်ပါပါခရီးတယ်40ဦးအထိလိုက်ပါနိုင်တဲ့ RPE ရထားလေးဖြစ်တယ်လို့တကယ်လို့အငယ်ချင်းတွေအများကြီးနဲ့ဆက်လုံးငားတင်နေဆိုရင်လည်း24ဦးကအထက်တန်းခွဲကို9,200ကျပ်နဲ့ငားလို့ရပါသေးတယ်ဒါအပြင်လူ150နဲ့အထက်အဖွဲလိုက်သွားတင်နေဆိုရင်လည်းစီစဉ်ပေးမှာဖြစ်ပြီးဒီပင်ကြီးအနည်းစခန်းနဲ့3000ဘူတာတွေကနေလိုက်ပါစီးနှင်းနိုင်အောင်လဲစီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။လမ်းခရီးမှာပွဲကဝုံစမ်တန်နဲ့နောင်ချိုဘူတာတွေကိုဖြတ်တန်းသွားမှာဖြစ်ပါတယ်။နောင်ချိုဘူတာကိုကျော်ပြီး9မိုင်လောက်သွားလိုက်ရင်နော်ဒုက္ခိတ်တရားကြီးကိုမြင်တွေ့ရတော့မှာပါ။ရှမ်းဘာသာနဲ့ဟိုကိုလို့ခေါ်တဲ့ရွာလေးကိုမြန်မာလိုငုတ်ထိတ်လို့ခေါ်ကြတယ်။ဟိုကိုနဲ့ငုတ်ထိတ်ဆိုတဲ့အခေါ်ကဟိုနေရာမှာမြချားနေငုတ်ရှိုးကွယ်ပြရေးသွားတာကိုဆွဲပစ်ပြီးခေါ်ခြင်းဖြစ်တယ်။အချိန်ကာလကြာမြင့်တဲ့အခါငုတ်ထိတ်ကိုဂုတ်ထိတ်ဆိုပြီးတောင်းလဲခေါ်ခြင်းလာကြခြင်းဖြစ်ပါတယ်။ဂုတ်ထိတ်တရားကြီးဟာ1899ခုနှစ်ဗြိတိသျှကိုလိုနီလက်ထက်မှာစတင်တည်ဆောက်ခဲ့ပြီး1900ခုနှစ်မှာပြီးစီးခဲ့တာပါ။အမေရိကန်နိုင်ငံပင်ဆီလ်ဗေးနီးယားနဲ့မေရီလန်းတရားဆောက်လုပ်ရေးကုမ္ပဏီကတည်ဆောက်ခဲ့တာဖြစ်ပြီးအဲ့ဒီခေတ်ကငွေကျပ်16သိန်းကျော်ကုန်ကျခဲ့ပါတယ်။တရားရှိက2260ปีရှိပါတယ်။အမြင့်ကတော့အောက်ခြေရေမျက်နှာပြင်ကနေတိုင်းပေပေါင်း1100လောက်မြင့်တာပါ။တန်နဲ့တမဏိတန်ချိန်ပေါင်း4331တန်နဲ့တာမူပေါင်း1တန်းကိုအသုံးပြုထားပါတယ်။ပေ120ရှိတဲ့တာမောင်ကြီး10ခုနဲ့ပေ60ရှိတဲ့တာမောင်ကြီး16ခုကိုတမဏိတန်တိုင်း16တိုင်ပေါ်မှာတင်ပြီးတည်ဆောက်ထားတာပါ။ဝမ်းနဲ့ဆရာတစ်ချက်ကတော့ဒီတရားကြီးဆောက်တုံးကဒေတာကနေနဲ့အလုပ်သမားတွေဟာပင်မမှုတန်နဲ့ညှပ်ဖြားရတာတွေကိုဆိုးဆိုးဝါးဝါခံစားကြကြရတယ်လို့သိရပါတယ်ဒီကိစ္စတွေကဟောထိတ်တရားကိုနံပါတ်2တတ်တူတွင်တိဖော်ရေးလုပ်ငန်းရဲ့တည်ယူပို့ဆောင်ရေးအတွက်ရည်ရွယ်ဖောက်လုပ်ခဲ့တဲ့တရားဖြစ်ပါတယ်ဟုတ်ထိုက်တရားတီးဟာဒုတိယကမ္ဘာစစ်အတွင်းမှာဖျက်ဆီးခြင်းခံခဲ့ရပူပါတယ်။မဟာမိတ်တို့ရဲ့မြေလံစနစ်အရဟုတ်ထိုက်တရားဖျက်ဆီးခြင်းခံခဲ့ရပြီးတန်တိုင်းအမှတ်2နဲ့အမှတ်9တာဖျက်ဆီးခဲ့ပါတယ်။နောက်ထပ်ဂျပန်တွေဆုတ်ခွာချိန်မှာအမြင့်ဆုံးတိုင်တွေဖြစ်တဲ့အမှတ်930စနစ်တိုင်တွေကိုဖျက်ဆီးခဲ့တာကြောင့်တန်ပေါင်တွေမြေပေါ်ပြုတ်ကျပျက်စီးခဲ့ရပါတယ်။လက်ရရပြီးနောက်မှာတော့နိုင်ငံခြားကုမ္ပဏီတွေနဲ့ပြန်လည်ပြုပြင်ဖို့ငွေအများကြီးကုန်ကျမှာဖြစ်ပေမဲ့မြန်မာနိုင်ငံမြေထားဌာနကပဲဦးစီးပြီးငွေကျပ်30သိန်းကနဲ့ပြန်လည်ပြုပြင်ခဲ့ခြင်းဖြစ်ပါတယ်။ဘုံထိတ်တရားပေါ်ဖြတ်ရင်တာယာလာပရဲ့ရှိမြောက်ခွင့်တွေသိရမယ့်ပြင်ရတော့ဘဝလည်းမတော်တဲ့အစီအစဉ်ပါပဲ။ဘုံထိတ်တရားကြီးနဲ့ဆိုင်ကောင်းတွေကိုဖြတ်ပြီးတာယာလာပရဲ့တောင်းဝင်းချင်အလားပါရနဲ့ဘ
ပုံရိုင်းလို့ရတဲ့ဒီခွင့်ရေးကတကယ်ကိုလက်မလွတ်တဲ့အစီအစဉ်ပါပဲနှစ်ပေါင်း120ကျော်တန်းရှိပြီးအစစ်တောင်အာရှမှာအကြီးဆုံးကမ္ဘာဒုတိယအကြီးဆုံးတမန်နီတရားကြီးအဖြစ်မှတ်သားတင်နေတဲ့ဂုတ်ထိပ်စီစဉ်လေးကိုအားလုံးတန်းညက်တက်မယ်လို့ပြောလင်းပါတယ်နောက်ထပ်ဘယ်နေရာတွေကိုတွားပြစီစဉ်သေးလဲဆိုတာခမမရေးခဲ့ပေးပါအောင်နော်ကြည့်ချစ်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်ကိုယ်စိတ်ဆန္ဒလေးကို subscribe လုပ်ဖို့လည်းမမေ့နဲ့အောင်နော် bye bye